ခွဲစိတ်ဖို့အရေးပေါ်လိုအပ်နေတဲ့အမျိုးသမီးတစ်ယောက်ကိုဆေးရုံပို့ပေးဖို့ကျွန်တော်လမ်းပိတ်ဆို့မှုတွေကိုဖျက်ချော်ပြီးပြိုင်ပွဲကွင်းထဲမောင်းဝင်လိုက်ပါတယ်ရုတ်တရက်ရောက်လာတဲ့ကျွန်တော်ရဲ့တက္ကစီကိုကြည့်ပြီးပရိသတ်တွေအံ့အားသင့်သွားကြပေမဲ့ကျွန်တော်ခဏလေးတောင်တုံ့ဆိုင်းမနေခဲ့ပါဘူးလီဗာကိုအဆုံးထိနင်းချလိုက်ပြီး professional ပြိုင်ကားတော်များများကိုဆက်တိုက်ကြော်တက်ခဲ့ပါတယ်ကျွန်တော်အချိန်ကတနာရီကီလိုမီတာ300အထိတက်သွားခဲ့ပြီးရှေ့ဆုံးကပြိုင်ကားသမားကိုအမြန်ပဲမိသွားခဲ့ပါတယ်နောက်မှာတက္ကစီတစ်စီးလိုက်လာတာကိုမြင်တော့အမျိုးသမီးပြိုင်ကားသမားကဖျက်ထုတ်ဖို့လီဗာကိုချက်ချင်းထပ်နှင်းပါတယ်ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာနောက်ခန်းကလူနာကိုဆေးရုံအမြန်ရောက်အောင်ပို့ပေးဖို့ပဲရှိပါတယ်ကွတစ်ခုမှာတော့ကျွမ်းကျင်တဲ့မောင်းနှင်မှုနဲ့အတူကျွန်တော်အောင်မြင်စွာကြော်တက်နိုင်ခဲ့ပါတယ်တက္ကစီတစ်စီးက professional ပြိုင်ကားကိုနိုင်သွားလိမ့်မယ်လို့ဘယ်သူမှမထင်ထားတာကြောင့်ပရိသတ်တွေအကုန်မြင့်တက်သွားကြပါတယ်နောက်ဆုံးလမ်းပိုင်းကစပုံစံအကွေ့ပါတခြားကားမောင်းသူတွေအရှိန်လျှော့လိုက်ကြပေမဲ့ကျွန်တော်ကတော့အရှိန်ပိုတင်ဖို့ရွေးချယ်ခဲ့ပါတယ်လူနာရဲ့အမျိုးသားကကြောက်လန့်တကြားအော်ဟစ်နေခဲ့တယ်ကျွန်တော်ကတော့ကားကိုအပိုင်ထိန်းချုပ်ရင်းအကွေ့ကိုစိုက်ကြည့်ပြီးပန်းဝင်လိုက်ပါတယ်ပြိုင်ပွဲနိုင်သွားပေမဲ့ကျွန်တော်အရှိန်မလျှော့သေးပါဘူးဆေးရုံရှိမှာပဲဒရစ်တိုက်ပြီးကားကိုအငြိမ်ရက်လိုက်ပါတယ်လူနာကအချိန်မီကုသမှုခံယူခွင့်ရခဲ့တယ်လို့ခွက်ထဲကရေတစ်စက်တောင်မဖိတ်ခဲ့ပါဘူးနောက်ပိုင်းမှာတော့အသင်းပိုင်ရှင်ကကျွန်တော်ကိုလာရှာပြီးကမ္ဘာအဆင့်ပြိုင်ပွဲမှာအသင်းကိုစားပြုဝင်ပြိုင်ပေးဖို့ကမ်းလှမ်းပါတယ်ရှေ့ကအမေရိကန်ဒေါ်လာ3 သန်းကိုကြည့်ပြီးကျွန်တော်ချက်ချင်းသဘောတူလိုက်ပါတယ်ကွင်းထဲကိုတက္ကစီနဲ့မောင်းဝင်လာတာမြင်တော့ကျွန်တော်ရှုံးမှာပဲလို့ဝေဖန်သူကချက်ချင်းကောက်ချက်ချလိုက်တယ်ဒါပေမဲ့ကျွန်တော်ရဲ့မောင်းနှင်မှုစွမ်းရည်နဲ့မကြခင်မှာပဲပြန်ပြီးသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပြိုင်ဘက်အသင်းပိုင်ရှင်ကအကွေ့မှာမောင်းတဲ့အချိန်ကမှတကယ်အချိန်ပဲလို့ပြောပါတယ်ရှေ့ကအကွေ့ကသူတို့ကားမောင်းသူရဲ့အထူးပြုချက်ပေါ့ပြိုင်ဘက်ကပြောင်မြောက်တဲ့ trick ကိုပြသလိုက်တာကြောင့်ပရိသတ်တွေအံ့ဩသွားကြပါတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်လီဗာကိုအပြင်းထန်နင်းလိုက်ပါတယ်ကားကအကွေ့မှာစပုံစံအတိုင်းရွေးချသွားပြီးလူတိုင်းကိုကြော်တက်တော့မဲ့အချိန်မှာပဲရုတ်တရက် engine cylinder ပေါက်ပြီးရက်သွားပါတယ်အသင်းပိုင်ရှင်လည်းလုံးဝစိတ်ပြတ်သွားခဲ့ရတယ်ဒါပေမဲ့ရုတ်တရက်ဝေဖန်သူကစိတ်လှုပ်ရှားစွာနဲ့မတ်တက်ရက်လိုက်ပါတယ်ကျွန်တော်ဗင်ကားတစ်စီးနဲ့ကွင်းထဲကိုပြန်ဝင်လာလို့ပါလူတိုင်းအံ့ဩသွားကြပေမဲ့ရှေ့ကကားနှစ်စီးကလမ်းကိုအသေးပိတ်ထားပါတယ်ဘလောက်ပဲအရှိန်တင်ကြော်တက်လို့မရခဲ့ပါဘူးပြိုင်ဘက်နှစ်ယောက်ကတော့ချန်ပီယံဆုအတွက်ကြိုတင်အောင်ပွဲခံနေကြပါပြီမျှော်လင့်ချက်ပြန်ရလာတဲ့အသင်းပိုင်ရှင်ကိုယ်တိုင်တောင်ကျွန်တော်ကိုလက်လျှော့ဖို့တိုက်တွန်းခဲ့ပေမဲ့ကျွန်တော်လက်မလျှော့ခဲ့ပါဘူးရှေ့ကအကွေ့ကကျွန်တော်ရဲ့နောက်ဆုံးခွင့်ရေးပဲလီဗာကိုအဆုံးထိနှင်းပြီးအယူမူအရှိန်တင်လိုက်ပါတယ်ကျွန်တော်ကွင်းအပြင်ကိုလွင့်ထွက်သွားတော့မယ်လို့လူတိုင်းထင်နေကြပေမဲ့ကျွန်တော်ကတော့အေးဆေးပါပဲအချိန်ကိုကိုက်ပြီးစကီယာရင်ကိုဆွဲကွေးလိုက်တဲ့အခါမှာတော့ထူးဆန်းတဲ့ပုံစံတစ်ခုနဲ့ကားကိုအောင်မြင်စွာကြော်တက်သွားနိုင်ခဲ့ပါတယ်ဒီမြင်ကွင်းကပရိသတ်အားလုံးကိုတုံ့လှုပ်သွားစေခဲ့ပြီးကျွန်တော်လည်းကားကိုအမြန်ပြန်ထိန်းပြီးပန်းတိုင်ကိုအရှိန်နဲ့ဖျက်ကျော်လိုက်ပါတော့တယ်